ဟုတ်ကဲ့မင်္ဂလာပါ J6 ကနေပြီးတော့ကြိုဆိုပါရခင်ဗျဒီနေ့ကျွန်တော်ရဲ့ intro video လေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ပရိသတ်ကြီး Vice စာနေပြီလို့ထင်တယ်ဒါပေမဲ့ဒီ intro ကိုကျွန်တော်ရိုက်တဲ့အချိန်တုန်းကကျွန်တော် professional camera rig အကြီးတွေနဲ့ရိုက်ထားတာမဟုတ်ဘဲနဲ့ကျွန်တော်ဒီ DJI Osmo Pocket 4လေးနဲ့ကျွန်တော်ရဲ့ပြထားတဲ့ intro လေးကိုရိုက်ထားတာပါဒီလိုမျိုးအိတ်ကတ်ထဲကိုလွယ်လွယ်ကူကူပေါ့ပေါ့ပါပါထည့်သွားလို့ရတယ်ဒီကင်မရာလေးကိုပြီးခဲ့တဲ့တစ်လလုံးကျွန်တော်ဒီဟာလေးကို unboxing လုပ်တဲ့အချိန်ကနေစပြီးတော့ကျွန်တော်ရဲ့ main camera မသုံးမဲနဲ့ကျွန်တော်ဘယ်နေရာပဲသွားဒီကင်မရာလေးကိုယူပြီးတော့ကျွန်တော်ရဲ့ main camera လေးဖြစ်သုံးကြည့်ခဲ့တယ်ဒီဟာလေးမရှိခင်တော့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ main camera ကကြတော့ Canon R6 ပေါ့ကျွန်တော်ရဲ့ main camera နဲ့ရှင်လို့ရှိရင်တော့သူ့ရဲ့ video quality ကအဲ့သက်လောက်ကြီးမကောင်းလို့တော့ပြောလို့ရမယ်ဒါပေမဲ့အမှန်တိုင်းပြောရလို့ရှိရင်ကျွန်တော်ရဲ့ main camera ကြီးကဘယ်နေရာပဲသွားတကယ်လို့ခရီးသွားတာပဲဖြစ်ဖြစ်ပေါ့ပါစိုက်စီးရင်သွားချင်တာပဲဖြစ်ဖြစ်ဒီလိုမျိုးပုံစံတွေမှာယူသွားတဲ့အခါကြလို့ရှိရင်ကင်မရာရော lens ကိုသူ့ရဲ့ accessory တွေဘာတွေညာတွေထည့်ရပြူရတာနဲ့ပြီးသွားလို့ရှိရင်lens ကတက်ရပြန်ပြီးဓာတ်ပုံရိုက်ရတာနဲ့တကယ်တော့တော်တော်ကြီးကိုဘယ်လိုပြောမလဲမလွယ်ဘူးပေါ့တကယ်လို့ကင်မရာယူသွားခြင်းတယ်ဆိုလို့ရှိရင်တော့မှပဲဗျာဒီ accessory တွေထည့်ရတာနဲ့တော်တော်ကြီးကိုအလုပ်လဲရှုပ်တယ်ပြီးသွားလို့ရှိရင်တစ်ခါလေကြားလို့ရှိရင်ငါကင်မရာကြီးပြင်းပါတယ်ဆိုပြီးတော့မယူသွားဘဲနဲ့ထားခဲ့ပြီးတော့ဖုန်းနဲ့ရိုက်ခဲ့တဲ့အခောက်တွေအများကြီးရှိခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒီဟာလေးဝယ်ပြီးလိုက်တဲ့အချိန်ကနေစပြီးတော့ကျွန်တော်ရဲ့ကျွန်တော်စဉ်းစားကြည့်ရပေါ့ငါအပြင်နေပဲသွားတာပဲဖြစ်ဖြစ်ဘာပဲသွားတာပဲဖြစ်ဖြစ်ကျွန်တော်ကိုယ့်အကို challenge လုပ်ကြည့်ရဒီကင်မရာတတိလေးကကျွန်တော်ရဲ့ main camera ကိုအစားထိုးနိုင်မလားဆိုပြီးတော့ပေါ့ဒီဗီဒီယိုကကျွန်တော်ရဲ့ဒီ DJI အတွက်ဆိုပြီးတော့လုပ်တဲ့ review video မဟုတ်ပါဘူးကျွန်တော်ဒီတစ်လားလုံးနီးပါသုံးလာတဲ့တစ်လျှောက်လုံးမှာပေါ့ကျွန်တော်ဒီကင်မရာလေးရဲ့အပေါ်မှာဘယ်လိုမြင်လဲဆိုတဲ့opinion လေးကိုကျွန်တော်ဒီ video လေးနဲ့ပဲပြောပြတာဖြစ်ပါတယ်ဒီလိုမျိုး facts တွေပါညာတွေတော့ကျွန်တော်ဒီ video မှာပြောမှာမဟုတ်ဘူးပေါ့နော်တစ်လားအတွင်းမှာကျွန်တော်ဒီကင်မရာလေးကိုအကြိုက်ဆုံးချက်ကကြတော့သူ့ရဲ့easy going ပေါ့တော်တော်လွယ်ကူကူနဲ့သုံးလို့ရတယ်ကျွန်တော်တို့ normalဒီတိုင်း professional camera တွေဆိုလို့ရှိရင်ဗျာ lens လဲရမယ်ပြီးသွားရင်ဟိုဟာလောက်ဒီဟာလောက်နဲ့ရိုက်ဖို့တော်တော်ကြီးကိုဘယ်လိုပြောမလဲခရီးမရောက်နိုင်ဘူးဒါပေမဲ့ဒီဟာလေးဆိုလို့ရှိရင်အိတ်ကတ်ထဲကနေပြီးတော့ထုတ်ပြီးသွားရင်ဒါလေးကို flip လုပ်လိုက်ရုံပဲ ready ပဲရိုက်ရုံပဲဒါတော်တော်ကြီးကိုကျွန်တော်ကြိုက်တဲ့အချက်လို့ပြောရမှာပေါ့အကြိုက်ဆုံးအချက်တစ်ချက်လို့လည်းပါမယ်ဒီကင်မရာရဲ့ecosystem ပေါ့သူ့ရဲ့ ecosystem ကတော်တော်ကြီးကိုကောင်းတယ်လို့လည်းပြောရမယ်အခုကျွန်တော်တို့လိုချင်တဲ့ပစ္စည်းတွေပါတယ်ဆိုလို့ရှိရင်လည်းအလွယ်တကူဝယ်လို့ရတယ်ဥပမာဆိုလို့ရှိရင်ဗျာဒီလိုမျိုးပေါ့ဒီလို anti filter လေးတွေပဲဖြစ်ဖြစ်ပြီးသွားလို့ရှိရင်ဒီလိုမျိုး carrying case တို့ဘာလို့ဆိုလို့ရှိရင်လည်းကင်မရာဒီလိုမျိုးမဟုတ်ဘူးလွယ်ကူကူနဲ့ဝယ်လို့လည်းရတယ်အဲ့ဒီအချက်ကိုတော့ကျွန်တော်တော်တော်ကြီးကိုကြိုက်တယ်နောက်တစ်ချက်ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ Mimo application ပေါ့ဒီ Mimo application ကဖုန်းနဲ့ချိတ်ပြီးသုံးရဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ပေါ့ဗျာကျွန်တော်တို့ကင်မရာကိုလည်းကျွန်တော်တို့ကောင်းကောင်း control လုပ်လို့ရတယ်ဖုန်းကနေပြီးတော့တစ်စင်တကယ်လို့ကိုကတယောက်တည်းကျွန်တော်လိုမျိုးဗီဒီယိုတယောက်တည်းရိုက်တဲ့သူဆိုလို့ရှိရင်ဗျာကင်မရာမန်တောင်မှပဲမလိုဘူးကိုဒီတိုင်းရိုက်ပြီးတော့ကိုဖုန်းကနေပြီးတော့ monitor လုပ်လို့ရတယ်ပြီးွားလို့ရှိရင်နောက်ထပ်အကြိုက်ဆုံးတစ်ချက်ကကြတော့ active tracking လုပ်လို့ရတယ် solo content creator တွေဆိုလို့ရှိရင်ကင်မရာမန်တော့မလို့ကို track လုပ်ပေးတယ်အဲ့တော့ကြတော့တကယ်လို့အပြင်တွေပါတော့ vlog တွေပါရိုက်တာပဲဖြစ်ဖြစ်တကယ်လို့လှတဲ့ shooting တွေပါမှာကျွန်တော်တို့အခုလို headshot ရိုက်တဲ့အချိန်ကြာလို့ရှိရင်ဒီကင်မရာလေးကို tripod လေးနဲ့ထောင်ထားပြီး active tracking ဖွင့်ထားလိုက်တာနဲ့ကိုကင်မရာမန်လို့ပဲဗီဒီယိုရိုက်ပေးတယ်အဲ့ဒီတစ်ချက်ကလည်းတော်တော်ကြီးကိုအဆင်ပြေတယ်ဒီ application မှာတချို့ဆိုလို့ရှိရင်ဗျာဒီ filter တို့ဘာတို့ဒီလိုမျိုးဟာတွေတောင်မှပဲကြဲပြည့်သုံးလို့ရတယ်ဒီအချက်ကလည်းတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရမယ်ပေါ့နောက်တစ်ချက်ကကြတော့ကျွန်တော်အကြိုက်ဆုံးကတကယ်လို့ဗျာကျွန်တော်တို့ဖုန်းနဲ့ချိတ်ပြီးတော့ဒီကင်မရာကိုဗီဒီယိုတွေဘာတွေရိုက်တဲ့အချိန်ကြာလို့ရှိရင်ဒီ Mimo application နဲ့မှာနေမယ်
ကိုယ့်ရဲ့ video ဖြည့်ညက်ကတ်လောက်တာပဲဖြစ်ဖြစ် edit လောက်တာပဲဖြစ်ဖြစ်ဒီဟာတွေအကုန်လုံးကိုလည်းဒီ application မှာပဲလုပ်လို့ရတယ်ဆိုတော့သူ့ရဲ့ ecosystem ကတော်တော်ကြီးကိုဘယ်လိုပြောမလဲ friendly ဖြစ်တယ်လို့လည်းပြောလို့ရတယ်ပေါ့ဒါပေမဲ့ဒီ DJI Osmo Pocket 4မှာဒီလိုမျိုးပေါ့ပါနဲ့ကောင်းတဲ့အချက်ရှိတယ်လို့မျိုးမကောင်းတဲ့အချက်တွေလည်းရှိတယ်ပေါ့ဥပမာဆိုလို့ရှိရင်ဗျာနေပူထဲမှာကျွန်တော်တို့ 4K video တွေပါရိုက်မယ်ဆိုလို့ရှိရင်ဒီ camera လေးကတော်တော်ကြီးကိုပူတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့အခု camera ဒီတိုင်းရိုး camera ဆိုလို့ရှိရင်ကျတော့သူ့မှာ screen ကြဲကြဲဝန်းဝန်းလည်းရှိတယ်တော်တော်များများ camera တွေကသူတို့ရဲ့monitor screen ကကျတော့ touch control လည်းလုပ်လို့ရတယ်ဘေးနားကနေပြီးတော့ control button တွေနဲ့လည်း control ကောင်းကောင်းလုပ်လို့ရတယ်ဒါပေမဲ့ဒီကင်မရာမှာကြတော့ကျွန်တော်ဘာသတိထားမိလဲဆိုလို့ရှိရင်သူ့မှာပါတဲ့ဒီ screen သေးသေးလေးอ่ะပေါ့အလေကြလို့ရှိရင် setting တွေဘာတွေချိန်တာပဲဖြစ်ဖြစ် control လုပ်တဲ့အချိန်ကြလို့ရှိရင်နည်းနည်းတော့ကတိကအောက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ screen သေးသေးလေးထဲမှာပဲ ISO ချိန်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် frame rate ချိန်တာပဲဖြစ်ဖြစ်ဒီလိုမျိုးချိန်တဲ့အချိန်ကြလို့ရှိရင်ဒီလက်ချောင်းအကြီးတွေနဲ့ဘတ်တန်သေးလေးတွေကိုနှိပ်ရတဲ့ဟာကတော်တော်ကြီးကိုလက်ဝင်တယ်လို့ပြောရမှာ။နောက်ထပ်တစ်ချက်ကျွန်တော်မကြိုက်တဲ့အချက်ကကြတော့ focus ပေါ့။တကယ်လို့ကျွန်တော်တို့ macro shot တွေရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဟိုလိုပြော focus အနီးရိုက်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့အခု commercial professional camera တွေနဲ့ရှင်လို့ရှိရင်ဒီလိုပုံစံမျိုးတွေမှာကြလို့ရှိရင်နည်းနည်း struggle ဖြစ်တယ်ပေါ့။ဒီ camera လေးကိုဝယ်တာအခုဆိုလို့ရှိရင်တစ်လရှိပြီပေါ့။တစ်လကျော်ပြီပေါ့။အခုဝယ်ပြီးွားတဲ့အချိန်ကနေစပြီးတော့အခုအချိန်ကြီးကိုကျွန်တော်တတိထားမိတာလေးတစ်ခုပါဒီကင်မရာလေးကဘယ်လောက်တောင်မှ300လွယ်လဲဆိုတာပေါ့ကျွန်တော်တခုခု B-roll ပဲရိုက်မှာပဲဖြစ်ဖြစ် product shot လေးတွေပါလေးတွေရိုက်ချင်တာပဲဖြစ်ဖြစ်တခုခုရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ကင်မရာထုတ်ရမယ် lens ထုတ်ရမယ်အခုကကြတော့အဲ့လိုမဟုတ်တော့ဘူးကျွန်တော်တခုခုရိုက်ပြီဆိုလို့ရှိရင်ဒီကင်မရာလေးကိုပဲတော့ပြေးကြိုင်ပြီးတော့စကနေဆိုရိုက်လိုက်တအားယူလွယ်လို့ကြည့်အဲ့တော့ဟိုကင်မရာအိတ်ကက်ကြီးတွေတဲ့ဟိုကင်မရာအကြီးတွေကိုဒီလိုမျိုး gimbal တွေ set up လုပ်ရတယ်။ product တစ်ခုခုရိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး gimbal အကြီးတွေကို set up လုပ်เสียရလည်းမလို့တော့ဘာဖြစ်လို့လဲဆိုတော့ဒီကင်မရာလေးကဒီ gimbal လိုပဲ gimbal အကြီးသုံးရတယ်လို့ပဲဘာမှမထူးကြဘူး။သူ့မှာ image ကို stabilize လုပ်တဲ့ gimbal ပုံစံလည်းပါပြီဒါ။အဲ့တော့ကျွန်တော်တခါလေကြားလို့ရှိရင်ဒီဟာကြီးဝယ်မိတာတော့မှပဲနောင်တရတယ်လို့မျိုးခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တကယ်လို့ product shot တွေဘာတွေရိုက်တဲ့ခါကြလို့ရှိရင်တော်တော်များများသုံးတာကြတော့ကျွန်တော်ရဲ့ camera ရဲ့ပြီးသွားလို့ရှိရင်ဒီ gimbal ရဲ့ကိုသုံးတာများတယ်။ဒါပေမဲ့ဒီ camera လေးရောက်လာပြီးကြတဲ့ကကျွန်တော်ဒီ gimbal မထိဖြစ်တာတော်တော်တော့ကြာနေပြီ။ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဘယ်နေရာပဲသွားကျွန်တော်ဒီကင်မရာလေးပဲယူသွားပြတော့တယ်ဒီဟာကြီးကိုကျွန်တော်အိမ်မှာထားပြခဲ့တာများတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ content လေးတွေကိုသဘောကျတယ်ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ video လေးကို like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားခဲ့ကြပါဦးနောက်ထပ် video တစ်တွေနဲ့နောက်နေ့ကြလို့ရှိရင်ပြန်ပြီးတော့တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်တတာ